ဒီနေ့မှာတော့ဒီပုံစံလုပ်ပြတယ်ဖြစ်ပါတယ်။အေးတော့ဆက်ရနေကိုကြိုက်တဲ့အရာကိုထားပေးပါတော့နော်။ပြီးရင်ပေတန်းတက်ကြီးခဲတန်းပြီးရင်ကောနာလိုပါတယ်။ First ကိုကြိုက်တဲ့ဟာကိုယူမယ်။ဘာယူမလဲကျွန်မလိမ်မော်ရလေး So မြကြီးပေတန်းကိုယူဒီနဲ့တားမယ်နော်။ဒီလောက်လေတော့လောက်အဲ့ဒါညက်မယ်ဒီဆုံးခဲတယ်နဲ့တားပြီးညက်မယ်နော်အဲ့လိုတားပြီးညက်လုပ်မယ် The Danger Festival ရောက်မှာပါနော်ဒီလိုလေးဖြစ်သွားတာအကြောင်းလေးနဲ့ okay အဲ့လိုညင်လေးညလိုက်ဒါမှမဟုတ်ပြင်ရင်ထားပြီးတော့ဖြေးလိုက်နော်ညင်လေးညက်တာတော့ဖြေးတာကြအရာလေးပါနော်ဒီနေ့ပါနော် Okay ရပါပြီကိုရွေးချင်တဲ့ဘက်ကိုရွေးရတယ်ဒီဘက်ယူပါမယ်အဟာမကြီးရနခုရရမလားတိတ်နဲ့ကလာဒီရှေ့ကိုတိတ်နဲ့ကလာနော်ဟုတ်ပါဘူးကောနဲ့ကတ်မယ်ပြောရပါနော်ဒီကုန်းတော့ဒီကောကောင်းနေဒီကောတော့ကျန်တဲ့ကောရတိတ်မကောင်းရှင်နှစ်ရလုံးမှလောက်လိုက်နော်နီးညာတော့ကတ်ပါမယ်ဒီလိုပေါ့နော်ကိုကြိုက်တဲ့ဘက်တော့ကလို့ရတယ်ဒါပေမဲ့ဒီလိုအဆောင်ကြီးမကတ်နဲ့နော်အရှိလိုက်ကပါဒူလိုက်မကပ်ပါလေရပြီဆိုရဲတူရဆိုခဏလေးစောင့်ပေါ့နော်ပြလာပါမယ် Okay မညီရဲ့လူတွေမကြည့်အဲ့လိုမညီတဲ့လူခပ်လိုက် Okay ခပ်မယ်နော်တကြီးလေးယူအေးစစ်စစ်လေးပဲလုပ်မယ်အမနေတာမလေး Okay ညလိုက်မယ်နော်ညီရအောင်လို့လေညမယ် Okay ဒီလိုလေးရလာဒီဘက်ကဟိုပါနော်ဒီလိုစာရပုံလေးရလာဆိုတာနဲ့ဒီဘက်မှာမြင်းနေတာဘယ်လိုသားမလဲဆိုရင်ပေါ့နော်ဒီပေတံတုံးမှာအပေတံတုံးအလေလောက်စာရအပိတာမကြီးခဏလေးနော်တားလာမယ် wait a minute please Okay ပြောဦးမယ်ဒီနာလေးဒီဘက်မြင်းနဲ့ကြိုက်လိုက်တေးတာပဲရှိရပေါ့နော်ဘာမှမဖြစ်အိမ်မှာလှုပ်ချင်ဒီလိုမျိုးလေးတွေလုပ်မယ်တီးချင်းကိုဟာကိုเจ้าမှာလုပ်မယ်ဆိုရင်တော့အဲ့လိုလုပ်ပေါ့နော်ခဏလေးထိုင်ကုန်ပြောပါလား Okay အဲ့ဒါတွေမှာလုပ်နေတဲ့တော့တိတ်မညီဘူးပေါ့နော်ပြောအဲ့ဒါပြင်းရပြီးနေပါတယ်အဲ့လိုညီရဲ့လူကမြင်နေနော်ရတယ်ဒီလားဒီမဲ့ပုံစံလေးဖြစ်သွားပြီ Okay တားပြမယ်နော် Wait a minute please ကိုကတောင်လေးစာရွက်ကမညီနဲ့တားမယ်အဲ့လိုဖြစ်တယ်အဲ့တော့စာရွက်လေးညီလေးလို့ပြောဆရာမလည်းပြောရမလားတေချာလို့လာမအလားဒီတော့မပြောခင်လက်နဲ့ချမ်းချပြီးအဲ့ဒါမညံ့နဲ့နော်ဒီဟာပဲလက်နဲ့ချမ်းချပြီးလက်နဲ့ချမ်းထားတဲ့ဟာကိုအရာတိုင်းဒီလိုလေးလုပ်လိုက်အဲ့လိုမျိုးလေးလုပ်လိုက်အဲ့လိုမျိုးလေးလုပ်မှဒီဟာကြီးဆက်တာဒီလိုပဲဆက်တာနော်မကြည့်ဒီလိုခလိုက်နော်ခဏဝတ်
ဒီလိုလောက်ထားမလားအဲ့အတိုင်းပဲကြည့်ဒီဘက်ကနေပြန်သားလိုက်ပြီးရင်အဘက်ပြန်သွားအဲ့ဒါနေပြန်သားလိုက်အဲ့လိုသွားမယ်โอเคရပါပြီအဲ့ဆိုရင်အဲ့လိုတားထားပြီးရတူကတော့ခဏလေးစောင့်ပါနော် wait hello ရပြီဆိုရတူရယ်ကြည့်ဒီလိုပုံနေသလားဖြတ်ခုဖြတ်လိုက်နော်ဖြတ်လိုက်ပါနော်အဲ့ဒါဖြစ်မှလည်းညီမှာဖြစ်ပါတယ်ညီလေးဖြတ်လိုက်ပါရှင့်ညက်ပြီးရတူရ ready ဖြစ်သွားမှာပေါ့နော်ready ဖြစ်သွားရင်လက်နှလုံးချထားတဲ့ဟာကိုမညက်ဖဲနဲ့ဒီထိပဲလေအဲ့လိုတိုင်းယာတိုင်းညက်သွားလိုက်ပါနဲ့ချောင်းညက်ပြီးသွားပြီမလားโอเคဒီလိုလေးနဲ့ချောင်းညက်ပြီးဆိုရင်ဒီလိုလုပ်ကြည့်လိုက်ပါနော်နဲ့ချောင်းလောက်ညက်လိုက်ဒီလိုကြည့်လိုက်ရှင်ခဏလေးအဲ့ဆိုဆက်ညက်လိုက်ပါတော့โอเคပြီးရဲ့လူကတော့ခဏလေးစောင့်အောင်ပေါ့နော်ဒါနီညာလေးညက်ရမလို့ပါဘယ်ဖြတ်သွားမယ်ဆိုတော့ပြောပြမယ်ပေါ့နော်ခဏလေးโอเคခဏလေးဆောင်ပါခလေးဒီကလေးဘယ်သူတောင်းဆိုထားလဲမသိဘူးတိလားကမန်ထမရေးထားတယ်တည်င်းကျွလေးအတွက်မီးပုံလေးလောက်ပေးပါလားဆိုပြီးမှလောက်ထားပါတယ်အဲ့ဒါကြောင့်လောက်ပြီးတခုနှစ်ခုသုံးခုလေးခုငါးခု6ခု9ခုမြောက်မှာညှက်လိုက်ပြီးတော့အကုန်ညှက်လိုက်ပါဖြန့်လိုက်ဘိုးလေးဖြတ်သွားမှာဆိုပြောပြပြီးလောက်လိုက်ပါလောက်ပြရတယ်ကိုနောက်ထပ်တရက်ကိုယူပြီးတော့အဲ့တရက်ကိုလေပုံမျိုးလေးစုံဝိုင်းပုံစံအဲ့လိုမျိုးလုပ်လိုက်ညာလေးကော်လေးတောက်ပြီးပါရှင့်ဒီချာတော့လောက်ပါမယ်အတန်လေးရောနည်းနည်းလေးဟိုဖြစ်နေနော်ဒီလိုလေးရသွားပြီဆိုရင်โอเคတော့နော်ဘောနော်ဒီဘောနေဘယ်နည်းဒီဘောဘယ်လိုလဲအော်မကြည့်ဒီဘောနဲ့ဒီလိုနောက်တစ်ခုပုံနေတွေ့ရလားထားလိုက်နော်โอเคအဲ့လိုမျိုးကတ်လိုက်ဒီလိုမျိုးကတ်မယ်ဒီလားကတ်လိုက်ပါမယ်ဒီလိုလေးရပါပြီညကပုံနေရပါနော်အဲ့ဒါကိုအပူရဲ့ဟာလေးနည်းနည်းကောက်သွားတယ်လေအဲ့လိုမျိုးခောက်ထားပြီးတော့ကိုကြိုက်တဲ့ကောက်လိုက်ပါဒီလိုလေးရလာရင်ခဏဆောင်ပါဒါ14ခုရှိပါမှာโอเคဒီလိုကြံနေမှာကိုအတုံးကိုโอเคဒီလိုလေးရသွားတာကိုတစ်ချမ်းညှက်လိုက်
ပြီးနောက်တစ်ခုညက်နောက်တစ်ခုသုံးခုရပါပြီအဲ့သုံးခုရတဲ့ဟာကိုဒီလိုမျိုးပဲနော်မလေးအဲ့လိုကတ်ပါပဲဒီအပေါ်အဲ့လိုမျိုးကတ်တစ်ခုရပါပြီဒီလိုလေးဖြစ်နောက်တစ်ခုထပ်လုပ်ပါနောက်တစ်ခုကြာတော့အလုံးလုပ်ပါနဲ့ကြည့်ပါဦးဒီလိုဖြစ်ပါတယ်အဲ့လိုဖြစ်တဲ့ဟာခဏလေးပေါ့နော်ဒါလည်းပြုတ်ပြုတ်ကြရပြီအဲ့လိုဖြစ်တဲ့ဟာကိုမကြည့်ဒီအတွန်းနဲ့ကိုထည့်ပြီးကတ်တယ်โอเคရရနော်နှစ်ခုကြားတဲ့ကိုထည့်ပြီးညက်ပါမလုံးပါနဲ့တော့အဲ့လိုမလုပ်ပါနဲ့တော့ကြိုက်တယ်လို့ပဲကတ်လိုက်ပါနှစ်ခုရပါရင်နော်နှစ်ခုသုံးခုကြီးတော့မကတ်နဲ့အောင်ပေါ့နော်သုံးခုကတ်ပြီးတော့ပြန်လုပ်ပါလိုက်โอเคနောက်တစ်ခုရှိရဟာကိုကျိုးဖြစ်ဆိုကြတယ်ရကူကအဲ့လိုကျိုးဖြစ်တော့တယ်ဆီယံဒီလိုလေးရပါတယ်sorry ပါနောက်ဆုံးတော့ဒီလိုလေးရခဲ့ပါပြီဒီလိုရှိတဲ့နေပပ